ဒီနေ့ Neo ဆိုတဲ့ကောင်လေးတယောက်ကသူ့အိမ်ခန်းထဲမှာ Neo Live ဆိုတဲ့ channel ကိုကြည့်ပြီးတော့ဂီတာလေးကျင့်နေခဲ့ပါတယ်။ကိုအားလုံးကိုအဆင်ပြေပြေကင်တွေတီးခတ်နိုင်တော့လေ F chord တင်တဲ့ချိန်မှာတော့အဲ့ဒီအချိန် Neo Live ကဘေးရောက်လာပြီး F ကိုဒီလိုကင်ရင်ပို့လွယ်ကူသွားကြောင်းအကြံဉာဏ်ပေးခဲ့ပါတယ်။လူအများစုကတော့လက်ညှိုးကစစဉ်းစားကြတယ်။လက်ညှိုးကဆိုရင်ကြံတဲ့ကြိုးတွေအကုန်လိုက်ဖမ်းနေရတယ်။ကျွန်တော်အတွက်ကတော့လက်သန်းနဲ့လက်တကြွယ်မိရင်လက်ကလေးနဲ့လက်ညှိုးကအော်တိုကျိုးပေါ်ရောက်လာ။ F chord လေးကိုလေ့လာအောင်။ကျွန်တော်ကလက်တကြွယ်နဲ့လက်သန်းစပြီးတော့ပြောပါမယ်။လက်တကြွယ်ကကြတော့5ကျိုး3ကွက်လက်သန်းကကြတော့4ကျိုး3ကွက်လက်ကလေးကကြတော့3ကျိုး2ကွက်လက်ညှိုးကကြတော့2ကျိုး1ကွက်1ကျိုး1ကွက်